အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ unboxing လုပ်ပြမယ့်ရေမှုရတော့ Louis Vuitton ရဲ့ material ဖြစ်ပါတယ်ဆိုတော့ဒါဒီကောင်း200 ml ပေါ့ဆိုတော့ LV မိုးထဲမှာ LV ထဲမှာကျွန်တော်တို့ဒီ blue fragrance တွေထဲမှာဒီ material တစ်ခုအပါဝင်မယ်ပေါ့လေဆိုတော့ material တော်တော်များများကမေးကြရဗျ material review လုပ်ပေးပါဆိုတော့ဒီကောင်းကြီးက trade to ဘာမှ review လုပ်စရာမလိုဘူး material ဆိုတော့အနက်မိုက်လားဆိုတော့ရိုးရိုးလေးပဲမိုက်တယ်ဒါပေမဲ့သူ့ရဲ့ price tag နဲ့ကြတော့နည်းနည်းလေးဝယ်ဆော့မှာနည်းလေးစဉ်းစားရတယ်ပေါ့ဒီအကယ်၍ဒီ user ဘက်ကစဉ်းစားမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကကျွန်တော်အမြဲတမ်းပြောရဗျဒီ material ကဘာလဲဆိုတော့ကျွန်တော်တို့ Blue Chanel ရဲ့နည်းနည်းလေးပို့ပြီးတော့ premium ဖြစ်သွားတဲ့ version လို့ပြောလို့ရတယ် material ကတော့ဒီကောင်က2010ကျော်လောက်ထဲကထွက်ရှိခဲ့ဒီကောင်ယောက်ျားလေးသုံးရီမွေဆိုတော့ main လေးဆွတ်လို့ရလားဆိုတော့ main လေးလည်းဆွတ်လို့ရတယ်ဒီကောင်နဲ့ယောက်ျားလေး main လေးရောဆွတ်လို့ရတဲ့ပုံစံမျိုးဆိုတော့ဒီကောင်ကကျွန်တော်တို့ရှူလိုက်လို့ရှိရင်ကျွန်တော်တို့စက်ပြအနံ့လို့အဲ့လိုမျိုးစုပ်ပြီးဖြစ်တဲ့အနံ့အောင်မှာဆိုတော့အတီးနဲ့သူ့ရဲ့ top မှာကျတော့သူကဘာဂမော့သူ့ဘာဂမော့ကသူ Blue Chanel ရဲ့ဘာဂမော့နဲ့တော်တော်လေးဆင်တယ်လို့ပြောလို့ရတယ်အဲ့ဒါအောင်မှာသူကကျွန်တော်ဒီ spice တွေပေါင်းတာပေါ့ကျွန်တော်တို့ဒီဖာလာဈေးတို့ဘလို့ရှိရင်ဒီ pepper တို့အဲ့လိုမျိုးပေါင်းထားပြီးတော့ကျွန်တော် spice လည်းဖြစ်တယ် fresh လည်းဖြစ်တယ်တော့အကယ်၍ဒီကောင်ကိုစုမလားလို့မေးလို့ရှိရင်အကယ်၍ရေမွေး10မျိုးအထက်ရှိရသူဆိုလို့ရှိရင်တော့ဒီကောင်ကစုလို့ကောင်းတယ်ဥပမာဆိုကျွန်တော်ဒီမှာရေမွေး10မျိုးပဲရှိရထားလိုက်ဗျာအကယ်၍ဒီကောင်ကိုကျွန်တော်နောက်ထပ်တစ်မျိုးအနေနဲ့17မျိုးမြောက်ရေမွေးအနေနဲ့စုမလားလို့မေးကျွန်တော်တော့မစုဘူးဘာလို့ဆိုတော့ဒီကောင်စုမဲ့အစားတခြားဒီ LV ရဲ့ဒီ Pacific Chill ဘာလို့ပဲတွားပြီးတော့ဝယ်ရမှာပေါ့ဆိုတော့ Pacific Chill ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးစွန်ပလွန်တီးအချိုနှောက်မှာဆိုတော့အနံ့ creative ဖြစ်တယ်စုလို့ကောင်းတယ်အဲ့တော့ဒီကောင်မျိုးကကြတော့သူအနံ့ scent profile ကိုပါဆိုတော့အများကြီးရှိရလို့မျိုးဆိုလို့တော့ကောင်းတယ်ဆိုတော့ဒီကောင်စားအဲ့လိုမျိုး imagination လို့ပါဆိုလို့ရှိရင်တော့ပို့ပြီးတော့ versatile ပို့ပြီးတော့ဖြစ်တယ်အနံ့ပို့ပြီးတော့ခံတယ်ပို့ပြီးတော့ fresh ဖြစ်တယ်ဆိုတော့ဒီကောင်ကအနံ့ကောင်းလားဆိုတော့ကောင်းတယ်ဒီကသူ့ရဲ့ price tag ကြောင့်မြအဲ့တော့ဒီရေမွေးဈေးနဲ့ပေးရမယ်အစားတခြားရွေးချယ်စရာတွေအများကြီးကျွန်တော်တို့စဉ်းစားလို့ရတယ်ဗျဒီကောင်က100 ml ကို15သိန်းရရင်ပြီးတော့30ဝန်းကျင်ပေါ့ဆိုတော့ဒီကောင်ကရှိလိမ့်မယ်ဆိုတော့100 ml ဆိုတော့ material ကကျွန်တော်Blue Chanel ရဲ့ premium version လို့ပြောလို့ရတယ်ဆိုတော့fresh ဖြစ်တဲ့လူဆိုလို့ရှိရင်တော့ဒီကောင်ကကြိုက်ကြတဲ့ထဲမှာပါလိမ့်မယ် material ဒါပေမဲ့အနှံ့အရန်ပြင်းမှုကောင်းတယ်ဒီကောင်ကကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့ဆော့ရတာအရန်ပြင်းမှုကောင်းတဲ့ရေမိုးလို့ပြောနေပဲနောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်ဒါကတော့ material ဖြစ်ပါတယ်